အားလုံးပဲမင်္ဂလာပါကျွန်တော်တော့ဘလူးတိုင်းပဲဖြစ်ပါတယ်ကျွန်တော်ဒီနေ့မှာတော့ကျွန်တော်ရှိရတာလောက်ထားတဲ့ဒီနေ့ထွက်အောင်မှာကျွန်တော်၄စီတုံးတဲ့ Router Wall Space ပုံစံလေးပြောင်းသွားရဲဆိုတဲ့အကြောင်းကိုပြောပြနေတာပါအများကြီးထပ်တူလာမဟုတ်ပါဘူးကျွန်တော်ရှိရတာလောက်ထားတဲ့ဆိုအများကြီး short သွားရဲကျွန်တော်တည်းလုံနိုင်မဲ့ပြောင်းရလေးကိုပဲပူရဦးစားပြီးထည့်ထည့်လိုက်တယ်အလုံးမသိတရားတွေအများကြီးရှိပေမဲ့လာလေးရှိပြောပြပေးဖို့နေတာရထားပါတယ်ဟုတ်ပြီကျွန်တော်စာကြည့်ရအောင်ဒါတော့ကျွန်တော်နေနဲ့ရှာလို့ရတဲ့နေရာပေါ့ရှာလို့ရတဲ့ဒီကျွန်တော်တို့ဒါတော့ meeting မှာကျွန်တော်မိတက်တယ်ဒီ meeting 2ဒီပါလီရှားထားတယ်ဆိုတော့သိရလို့အတွက် meeting လေးကိုဒီလိုလုံးနဲ့မှတ်ထားသေးပါတယ်ဒီရင်ဒီမှာနှုတ်တွေဘယ်လိုမှတ်ထားလဲဒီဘယ်လိုနဲ့တက်ဆိုင်ရလဲဘယ် project နဲ့တက်ဆိုင်ရလဲဆိုတာမှတ်တမ်းတင်လို့ရလို့ထားသေးပါတယ်ဒီမှာတော့ကျွန်တော်ရဲ့တွန်းတက်နေမှာရှိရဲ့ကျွန်တော်ရဲ့မိတ်ဆွေကျွန်တော်ရဲ့တကယ်ချင်းတွေကျွန်တော်ရဲ့ဆရာတွေခုဒီမှာမှတ်တင်တာပေါ့ဘာလို့လဲဆိုတော့ကျွန်တော် meeting မှာဆိုဘယ်လိုနဲ့တွေ့ရမယ်ဘယ်လိုလုပ်ရမယ်ဘယ်သူဘာတွေပြောထားရဲဘယ်သူဘာနဲ့လုပ်ထားရဲဆိုတော့ကျွန်တော်မမေ့ရအောင်နေ့စဉ်မှတ်တမ်းလေးမှာရေးလို့အောင်လုပ်ထားခဲ့ပါတယ်ဒါကျွန်တော်ရဲ့ channel မှာကျွန်တော် channel ကနေ့စဉ်မှတ်တမ်းရေးဖို့ရေးစီတာပေါ့ရေးတော့အတွက်ရေးရနေရာမှာကျွန်တော်ဒါဒီလို test Israel Outdoor System ဒီလို machine နဲ့မှတ်ထားပါတယ်မှတ်ထားနေမှာကျွန်တော်ရိုးဘာလို့တခြားနေနေပို့တွေပေါ့လို့လောက်ထားဘယ်လိုမျိုးလဲဆိုတော့ကျွန်တော်ဆွဲယူလို့ရပါတယ်ဘယ်ဟာဆွဲယူလို့ရလဲဆိုတော့ကျွန်တော်လုပ်နေတဲ့ project လေးမှာ to-do list ရှိအဲ့ဒီ to-do list ကမှာကျွန်တော် daily channel တွေကိုဆွဲယူလို့ရတယ်ဆွဲဒီ test တွေကိုဆွဲယူလို့ရတယ်အဲ့လေဒီလိုမျိုးပါအောက်မှာတော့ဒီမှာဒီလိုလေးရှိပါမယ်ဒီလိုလေးဆွဲယူလို့ရပါတယ်ဆွဲယူလိုက်ရင်ဒီကဝင်သွားမယ်ပေါ့ဒီမှာဝင်သွားရင်ဆိုရင်ကျွန်တော် on product တွေတွားမယ် on product တွေတွားရင်ဆိုမှဒီအားလေးတန်းလေးနှိပ်လိုက်တဲ့နဲ့သူကဒီ project ထဲမှာတန်းလေးရောက်သွားမှာပေါ့ဒါကတော့ကျွန်တော်ဒီစီလုပ်နေတဲ့ project လေးမှတ်တမ်းတင်တာဖြစ်ပါတယ်ဒီမှာတော့ကျွန်တော် trail လိုမျိုးတမ်းမဲ့ပုံနဲ့လုပ်ထားပါတယ်ဒီမှာ on product ဒီမှာဒီလိုနေမဲ့ဒီနပူထူးခြားလာကျွန်တော်တို့ကိုအတုံးဝင်အောင်လောက်ထားတာဒါကျွန်တော် history နဲ့ကြည့်လို့ရတာပေါ့ history နဲ့ကြည့်လို့ရမှာဘာလောက်တဲ့သူကတော့ test စီမှာတကယ်လောက်တဲ့ test စီကဘာလေးလဲတပတ်လို့လောက်တဲ့ဘာလေးရှိလဲဆိုတော့ကျွန်တော်ဟိုတခြားတင်နေလို့ရအောင်လောက်ထားတာဖြစ်ပါတယ်ဒီလားနော် history ကဒီမှာ history ကဒီမှာဘာလောက်တဲ့လဲဘယ်လိုလောက်တဲ့လဲဘာရရလဲဆိုတော့တပတ်တန်နေတလားတန်နေပါလဲတော့မြင်အောင်လောက်ထားဖြစ်ပါတယ်ဒါကတော့ကျွန်တော်ရဲ့အချိန်ရမ်းလည်းမပေးလိုက်ရပဲနဲ့လောက်ထားတဲ့ electron နဲ့လောက်ထားတဲ့ update ပေါ့ဒီမှာပတ်သက်ထောက်ပြစရာရှိရနေရှိထောက်ပြလို့ရပါတယ်ကျွန်တော်လည်းဒီဟာကအစမ်းအနေနဲ့ဒီတော့အញ្ញံအချိန်နဲ့မပေးလိုက်ရတဲ့အတွက်အမှားအများရှိနိုင်ပါတယ်ထောက်ပြပေးဖို့တောင်းဆိုပါတယ်ဒီလိုဒီမှာ